လူတိုင်းဟာဒေါသကိုထိန်းချုပ်ပြီးတော့တိကံစိတ်ကိုမွေးမြူချရမှာဖြစ်တယ်ဝိုင်းပြီးတော့မိတ်ဆွေတွေကတိခံမှုတိုက်တွန်းကြတယ်အဲ့တော့တချို့ကလည်းပဲမခံနဲ့မဟုတ်မခံဆိုတာကိုပဲကုန်ရှိတယ်လို့ထင်ပြီးတော့ပြီးလောက်ရလေပင့်ဆိုတာလို့မြောက်ပင့်ပေးတတ်တဲ့ပုဂ္ဂိုလ်မျိုးတွေကလည်းလောကမှာအများကြီးရှိတယ်အဲ့တော့ကိုယ့်ရင်ထဲမှာဖြစ်တဲ့ဒေါသရဲ့အပြစ်ကိုသေသေးချာချာစိတ်ကြည့်ပြီးရင်တော့ထိန်းချုပ်နိုင်တဲ့စွမ်းရည်တတ်တရှိတယ်ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းခြင်းမကောင်းခြင်းဆိုတာနှစ်ခုရှိတယ်ဒီနေရာမှာဒေါသဆိုတာလုံးဝစင်စစ်မကောင်းတဲ့အရာသာဖြစ်တယ်ကောင်းတာဆိုတာကိုယ်ကနိုင်ရလို့ကျင့်တတ်သွားရင်ကောင်းတယ်လို့လူတွေကထင်ကြတယ်တကယ်ကတော့ဒေါသဆိုတာမကောင်းတဲ့အရာမကောင်းတဲ့အရာကိုကိုယ့်ရဲ့နဲ့မှာဖြစ်မခံရဘူးထိန်းချုပ်ရမှာဖြစ်တယ်တားမြစ်ရမှာဖြစ်တယ်အဲ့တော့အဲ့ဒီယဟန်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဆုံးမတာငါဘုရားဟာဒေါသမထွက်အောင်အမြဲတမ်းဟောပြောတဲ့ဒေါသကိုထိန်းချုပ်ဖို့တိုက်တွန်းတဲ့တရားဓမ္မကိုဟောပြောတာဖြစ်တယ်ဒီလိုအဆုံးအမမှာသာသနာ့ဘောင်ဝင်ရောက်ပြီးတော့ယဟန်ပြုတာဖြစ်ပါလေရဲ့သားနဲ့ဘာဖြစ်လို့ကိုယ်ဒေါသကိုကိုမထိန်းနိုင်ရမှာလဲဘုန်းကြီးဝတ်တယ်ဆိုတာကိုယ့်ရဲ့လောဘဒေါသမောဟကိလေသာတွေကိုထိန်းသိမ်းမှုဘုန်းကြီးဝတ်တာပဲဖြစ်တယ်လောကလူတွေဆိုတော့လေကိုယ့်ရင်ထဲကမကောင်းတဲ့စိတ်တွေကိုထိန်းချုပ်နိုင်ရမယ်ထိန်းချုပ်နိုင်မှသူတော်ကောင်းဆိုတာဖြစ်တယ်